စီရင်ကာမှုတက်တဲ့လူတွေရှိလားဒါဆိုရင်တော့ဒေါက်တာဒီဗီဒီယိုလေးမှာကာမှုတက်တာအောင်လုပ်လို့ရမယ်နီလန်9ချက်ကိုပြပြပေးသွားနော်ကာမှုလို့ရှိရင်ကြတော့တော်များများဒီကာမှုပျောက်စီးလေးတွေတောက်သွားကြတယ်ပေါ့နော်ဒါကတော့လူတိုင်းသိကြတယ်ကာမှုပျောက်စီးတောက်လို့ရတယ်ဆိုတာကိုလေစေးတောက်တာမဟုတ်ဘဲနဲ့တခြားဘာတွေလုပ်လို့ရသေးလဲပေါ့နော်ကာမှုတက်တာအောင်ဆိုရင်နံပါတ်1အချက်အနေနဲ့ကားရဲ့ခေါင်းခန်းမှာထိုင်အရှိခေါင်းခန်းမှာပဲထိုင်နော်ခေါင်းခန်းမှာထိုင်တာအနောက်ခန်းမှာထိုင်တာထက်ဆိုင်မူးတာကိုပိုတက်တာတယ်တကယ်လို့ကိုကခေါင်းခန်းမပါဘူးဆိုအဲ့လိုမှာဘတ်စကားလိုဟာမျိုးဆိုလို့ရှိရင်ကြတော့အရှိကိုပိုရောက်တဲ့ခုံလေးမှာထိုင်မယ်နော်နံပါတ်1နောက်ထပ်နံပါတ်2ချက်ကကြတော့လမ်းမှာအိပ်ပြီးတော့သွားငြိမ်လေးနှလုံးလေးနှိပ်ပြီးတော့တလန်းလုံးအိပ်ပြီးတော့သွားနော်ဒါဆိုရင်ငြိမ်လေးအိပ်နေလို့ရှိရင်မူးတာရော့လိမ့်မယ်တကယ်လို့ကိုကမအိပ်တတ်ဘူးဆိုရင်နံပါတ်3ချက်အနေနဲ့အိပ်ပြီးမသွားတတ်ဘူးဆိုလို့ရှိရင်ကြတော့ကိုယ့်ရဲ့ဒီရှေ့တက်တဲ့အဝေးကြီးမှာရှိတဲ့မြင်ကွင်းတွေကိုကြည့်မြင်ကွင်းအဝေးကြီးကိုကြည့်ကိုနဲ့ဒီလိုကက်ရက်ကားပရင်မောက်ဘေးရဒီလိုကားတွေတစ်စီးနဲ့တစ်စီးကြော်တက်နေရမျိုးတွေအဲ့မြင်ကွင်းနီးနီးလေးတွေကိုမကြည့်နဲ့အဲ့ဒါပုံမူးလေဟိုအဝေးကြီးကိုကြည့်ပြီးတော့သွားနော်နောက်ထပ်နံပါတ်4ချက်ကကြတော့လေဝင်လေထွက်ကောင်းတဲ့နေရာမှာထိုင်ဥပမာပရင်မောက်ဘေးလေးမှာထိုင်နော်ကားပရင်မောက်ဖွင့်လို့ရရင်ဖွင့်စီးလို့ရရင်ဖွင့်စီးပေါ့လေရနေလို့ရှိရင်မူးတာတက်တာလိမ့်မယ်ကိုကားအဲ့လိုအလုံးပိတ်ကားဖြစ်နေရင်ကြတော့အဲကွန်းကိုကိုပဲရအောင်ချိန်တာအဲကွန်းလေဝင်နေရင်မူးတာရော့လိမ့်မယ်နော်နောက်ထပ်နံပါတ်5ချက်ကကြတော့ခရီးသွားကနီးမှာကားစီးကနီးမှာအစားကိုပေါ့ပေါ့ပါပါလေးတွေပဲစားနော် heavy ဖြစ်မဲ့အစားစားကြီးမစားနဲ့ထမင်းဟင်းတွေပြီးထမင်းကြော်တွေအဲ့လိုအများကြီးအပြည့်နှက်ကြီးတွေဆိုလို့ရှိရင်မစားနဲ့နော်ရင်ပြည့်ပြီးတော့မူးတာပြင်အန်မအန်လိမ့်မယ်နော်အဲ့တော့ပေါ့ပါပါအစားစားလေးပဲစားမယ်နံပါတ်6ချက်အနေနဲ့ရှူသေးဘူးလေးတွေယူသွားရှူသေးဘူးလေးဆောင်ရှူသေးရှူနေတဲ့အချိန်ဆိုရင်မူးတာရော့တယ်ဒါမှမဟုတ်တံမြာတီးလေးတွေဆောင်သွားလို့ရတယ်နော်နောက်ဆုံးနံပါတ်9ချက်ကကြတော့ဗဇက်ထဲမှာထည့်ငုံသွားလို့ရမယ်ချိုချင်းလေးတွေနော်ပြီးရင်ဒီရှောက်ပြီးစေးပြားလေးတွေဒါမျိုးလေးတွေထည့်ယူသွားလို့ရတယ်နော်ဒါ9ချက်ပေါ့ကဲလို့ကိုကကားမှုပျောက်စေးလဲတောက်သွားခြင်းနဲ့ဆိုရင်ကြတော့ကားမှုပျောက်စေးကတော့လူတိုင်းသိပါတယ်ဘီစစ်ကပ်ပျော့လို့ခေါ်တဲ့အဝါရောင်ကပ်ပျော့လေးကဲတော့နာမည်ကဒါဘီစစ်ဖြစ်နေတကယ်ဗိုက်တာမင်ဘီစစ်တော့မဟုတ်ဘူး Diamond Hydronic ဆိုတဲ့ဆေးနော်အဲ့ဆေးတောက်လို့ရတယ်ပြီးရင် Cynaresin ဆိုတဲ့ကားမှုပျောက်စေးလဲတောက်လို့ရတယ်ဆေးတွေတောက်မယ်ဆိုလို့ရှိရင်တော့ဟိုကားပေါ်မတက်ခင်နိုင်ဝက်ဒါမှမဟုတ်တနိုင်လောက်အလိုတွေကစိုးတောက်ထားဖို့တော့လိုတယ်ကားပေါ်တက်ခါမှမတောက်နဲ့မတက်ခင်တည်းကတောက်ထားနော်ဒါလေးလိုက်နာမယ်ဆိုရင်ဒီကားမှုလာရော့မယ်နော်